ဖန်ပြုံတနေတာဆိုတဲ့စကားလုံးကိုအခုနောက်ပိုင်းလူအများကြားမကြခဏကြားနေရပါတယ်။တချို့ကဒီကလေးတွေကတဘာဝကလေးမဟုတ်ဘူးလို့ထင်ကြတယ်။တချို့ကဖန်ပြုံထဲမှာကိုဝင်တစ်လျှောက်လုံးကြီးလာတာလို့တောင်နားလည်မှားနေကြပါတယ်။တကယ်တော့အဲ့ဒီအယူဆတွေထဲမှာအမှားတွေအများကြီးရှိနေပါတယ်။ဒီဗီဒီယိုမှာတော့ဖန်ပြုံတနေတာ IBS ဆိုတာဘာလဲလူအများနားလည်မှားနေတဲ့အချက်၅ချက်ကဘာတွေလဲဆိုတာကိုရိုးရှင်းလွယ်ကူတဲ့ပုံစံနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်အဆုံးထိကြည့်ပေးပါအခုလိုမျိုးတန်မိုးကြည့်တဲ့မတ်သားဖွဲ့ရဗဟုတူးသားတွေမို့လို့တိတိကျကျလေးလိုက်ကြည့်ပေးပါဖန်ပြုံတနေတာ IBS ဆိုတာဘာလဲဖန်ပြုံတနေတာလို့ခေါ်ပေမဲ့ကလေးဟာဖန်ပြုံထဲမှာကြီးလာတာတော့မဟုတ်ပါဘူး IBS ဆိုတာကအမျိုးသမီးရဲ့ဦးနဲ့အမျိုးသားရဲ့တုပ်ပိုးကိုတစ်ခွဲခန်းမှာပေါင်းစည်းပြီးတနေတည်စေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်တနေသားလောင်းဖြစ်လာပြီးနောက်အဲ့ဒီတနေသားကိုမိခင်ရဲ့တားအိမ်ထဲကိုပြန်ထည့်ပေးပါတယ်အဲ့ဒီနောက်ပိုင်းကိုဝင်ဆောင်ခြင်းကလေးကြီးထွားခြင်းတွေဟာတဘာဝကိုဝင်လိုပဲမိခင်ရဲ့တားအိမ်ထဲမှာဆက်လက်ဖြစ်ပေါ်ပါတယ်။ဒါကြောင့်ဖန်ပြုံတနေသားဆိုတာကနာမည်ရတာဖြစ်ပြီးကလေးဟာဖန်ပြုံထဲမှာမကြီးလာတာကိုနားလည်ထားဖို့အရေးကြီးပါတယ်။အမှားနံပါတ်1 IB လေးတွေကတဘာဝကလေးမဟုတ်ဘူး။ဒါကလူအများဆုံးနားလည်မှားတဲ့အချက်ပါ။တကယ်တော့ IBS ကလေးတွေလည်းလူသားကလေးတွေပဲဖြစ်ပါတယ်။မိဘနှစ်ယောက်ရဲ့ဦးနဲ့တုပ်ပိုးကနေဖြစ်လာတာပါ။ကွာခြားချက်ကတနေတည်တဲ့နေရာသာဖြစ်ပါတယ်တဘာဝမှာခန္ဓာကိုယ်အတွင်းတနေတီးပြီး IBF မှာတော့တက်ခွဲခန်းမှာတနေတီးပါတယ်။အဲ့ဒီနောက်တားအိမ်နဲ့ပြန်ထည့်ပြီးကြီးထွားတာကတော့တဘာဝကိုယ်ဝင်တဲ့အတူတူပါပဲ။အမှားနံပါတ်1 IBF ကိုလှုပ်လိုက်ရင်အမြဲအောင်မြင်တယ်ဒါလည်းမမှန်ပါဘူး။ IBF ဟာအောင်မြင်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပေမဲ့လူတိုင်းပထမအချိန်မှာအောင်မြင်မယ်လို့မပြောနိုင်ပါဘူး။အောင်မြင်နိုင်ခြေကအသက်အရွယ်ကျန်းမာရေးမျိုးပွားစနစ်အခြေအနေစတဲ့အချက်များစွာပေါ်မူတည်ပါတယ်။တချို့စုံတွဲတွေကတစ်ချိန်နဲ့အောင်မြင်ပေမဲ့တချို့ကအချိန်များစွာကြိုးစားရတတ်ပါတယ်။အမှားနံပါတ်3 IBF ကိုလုပ်တဲ့သူတိုင်းကအမွှာမွေးမယ်အရင်ကတနေသားလောင်းတစ်လောင်းထပ်ကိုထည့်လေးရှိတာကြောင့်အမွှာကိုဝင်ဖြစ်နိုင်ခြေပိုများခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့လူတဦးချင်းစီရဲ့အခြေအနေလိုက်ဆရာဝန်တွေကတင့်တော်တဲ့နည်းလမ်းကိုရွေးချယ်ပေးကြပါတယ်။ဒါကြောင့် IBF အမွှာမွေးမယ်ဆိုတာမမှန်ပါဘူး။အမှားနံပါတ်4 IBF ကလေးတွေကကျန်းမာရေးမကောင်းဘူးဒီယူဆကလည်းမမှန်ပါဘူး။ IBF နဲ့မွေးလာတဲ့ကလေးများစုဟာပုံမှန်အတိုင်းကြီးထွားခွင့်ပြုနိုင်ပါတယ်။ကျန်းမာရေးအခြေအနေဟာမိခင်ဖခင်ရဲ့ကျန်းမာရေးကိုဝင်ဆောင်စဉ်စောင့်ရှောက်မှုနဲ့အခြားအချက်များပေါ်မူတည်တာဖြစ်ပြီး IBF အလုပ်ထားတာတခုတည်းကြောင့်ကလေးမကျန်းမာဘူးလို့မဆိုနိုင်ပါဘူး။အမှားနံပါတ်5 IBF ကလူတိုင်းအတွက်လိုအပ်တဲ့ IBF ဟာလူတိုင်းလုပ်ဖို့လိုတဲ့နည်းလမ်းမဟုတ်ပါဘူး။အများအားဖြင့်တဘာဝအတိုင်းကိုဝင်ရဖို့အခက်အခဲရှိတဲ့စုံတွဲတွေမှာဆရာဝန်ရဲ့အကြံပြုချက်အရအသုံးပြုတဲ့ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့် IBF လုပ်ဖို့မလုပ်ဖို့ကိုအင်တာနက်ပေါ်ကအချက်လက်တွေနဲ့မဆုံးဖြတ်ဘဲသက်ဆိုင်ရာမျိုးပွားကျန်းမာရေးအထူးကုဆရာဝန်နဲ့တိုင်ပင်ဆုံးဖြတ်တာကအကောင်းဆုံးဖြစ်ပါတယ်။ဒီနေ့သိခဲ့ရတာကဖန်ပြုံတနေသားဆိုတာဖန်ပြုံထဲမှာကြီးလာတဲ့ကလေးမဟုတ်ပါဘူး။ IBF ဟာမျိုးမပွားနိုင်ခြင်းကိုကူညီပေးတဲ့ဆေးဘက်ဆိုင်ရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။လူအများနားလည်မှားနေတဲ့အချက်၅ချက်ကိုလည်းဒီဗီဒီယိုကနေရှင်းလင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like လုပ်ပေးပါ။မိသားစုနဲ့တငယ်ချင်းတွေကိုလည်းမျှဝေပေးပါ။နောက်ထပ်ကျမ်းမာရေးနဲ့ဗဟုသုတဗီဒီယိုတွေကိုမလွတ်ချင်ရင် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်